ဥပဒေပညာဟုတ်တယ်ဥပဒေပညာစာအုပ်တွေဖတ်မယ်ဥပဒေနဲ့ပတ်သက်တာတွေလေးလာလိုက်စားမယ်ဆိုရင်ခမရတရားသူကြီးမဖြစ်ဘူးရှင်းနေတော့လိုက်လို့မရဘူးသို့တော်ရှင်းနေတွေတရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးဘယ်ဟာတွေကတော့လက်တွေ့ကြတယ်ဘယ်ဟာတွေကတော့မဟုတ်ဘူးဆိုရင်ကျွန်တော်တို့အများကြီးကျွန်တော်တို့အထောက်အကူပြုတယ်ဆိုတဲ့အကြောင်းပြောခြင်းတယ်ဒီမေကုန်းကကုရ်အာန်ဘာသာပြန်ဖတ်တဲ့သူတွေကိုအတိတ်ပဲမရှိတဲ့လုံရက်တွေလုံနေသလားဆိုပြီးတွေးဝေစေတဲ့အတွက်ကျွန်တော်ဖြေတာတချို့ကလည်းငင်းမဲ့ဒီမေကုန်းကကုရ်အာန်ဘာသာပြန်မဖတ်ဖို့ဘယ်နေရာမှာများအားပေးလို့လဲလို့ဘယ်နေရာမှာများကုရ်အာန်ဘာသာမဖတ်ဖို့ပေါ်လို့ဆိုဒါပေမဲ့မေကုန်းရဲ့အလားအလာကအဲ့ဒီကိုသွားတယ်မင်းတို့ကုရ်အာန်ဘာသာဖတ်ပြီးတော့အာလင်တွေကိုရေမောင်တန်းလို့ရမလားဆိုတော့တေးကြတယ်ဗျကုရ်အာန်ဘာသာပြန်ကောင်းကောင်းဖတ်ပါနာနာဖတ်ပါဘာသာပြန်တမီလ်ဘာသာပြန်တိုက်ရင်တမီလ်စာတိုက်ရင်တမီလ်ဘာသာပြန်ဖတ်ပါဂျပန်စာတိုက်ရင်ဂျပန်ဘာသာပြန်ဖတ်ပါခုနပြောနေတဲ့အာလင်တွေဂျင်းထဲလို့မရတော့ခမားကိုပေးခြင်းတဲ့အမိတ်ပြီးပြောခြင်းတာပြောပြီးခမားဘဝကိုသူတို့လွှမ်းမိုးဖို့မရတော့ဟောကျွန်တော်အာလင်နဲ့အကြောင်းအာလင်ဆိုတာဘာလဲဆိုတာလဲကျွန်တော်နည်းနည်းဒီမှာပြောဦးမှာအဲ့ဒါမပြောခင်ကျွန်တော်မေကွန်းကိုတိုက်ရိုက်ရင် logic အရာပေါ့နော်မေကွန်းကလည်းဒီလို logic ဆန်တဲ့မေကွန်းလေးဆိုတော့ပြောပြတာတကယ်လို့အဲ့ဒါတွေသိထားတယ်ဆိုရင်ကျွန်တော်တို့ကိုလွှမ်းမိုးလို့မရဘူးအခုကျွန်တော်တို့သိနေတဲ့ဆရာသမားတွေအာလင်အိုလမာတွေဆိုတာကျွန်တော်တို့ငငယ်ကကျောင်းမှာစာသင်ပေးလိုက်တဲ့ဆရာမတွေလည်းရှိတယ်ကျွန်တော်တို့အတန်းကျောင်းမှာလူငယ်တန်းကနေပြီးတော့တက္ကသိုလ်ကျောင်းကြီးတင်လာတာဆရာမတွေရှိတယ်ကျွေးစုရှိတယ်ကျွန်တော်တို့စာသင်ပေးတယ်ဒါပေမဲ့ကျွန်တော်တို့ဘဝကိုသူတို့လွှမ်းမိုးဖို့ကြိုးစားလို့မရဘူးကျွန်တော်တို့နေ့တူကဘာဆောင်ရွက်ရမယ်ဘာမလုပ်ကဘူးဘာလုပ်ကမယ်ဆိုတာအဲ့ဒီကျောင်းမှာသင်ပေးလိုက်တဲ့ဆရာမတွေကကျွန်တော်တို့ဘဝမှာဘာမှလွှမ်းမိုးတယ်သူတို့ပညာသင်ပေးပြီးပြီကျွန်တော်တို့ဆုံးဖြတ်မယ်ကောင်းတာဆိုးတာတွေဘာကောင်းတယ်ဘာမကောင်းဘူးပြောရင်ဆရာမတွေတင်ပေးလိုက်ပြီးသွားအဲ့ဒီလိုပဲကျွန်တော်တို့ပလီဆရာတွေကျောင်းဆရာတွေဆိုတာကျွန်တော်တို့အာရဗီဆရာတွေတင်ပေးကုရ်အာန်တွေတင်ပေးတော်ပြီးလုံလောက်ပြီကျွန်တော်တို့ဘဝကိုလွှမ်းမိုးဖို့မကြိုးစားနဲ့ဘာမှကျွန်တော်တို့အဲ့ဒီမှာဂျင်းဟုတ်လားမဟုတ်လား तू ကျွန်တော်တို့ကိုလွှမ်းမိုးနေ तू ဘာလုပ်နေတာလဲ तू ကကျွန်တော်တို့ရဲ့နေ့တူကအရေးကိစ္စတွေမှာဘယ်လောက်ထိအရေးပါလဲဆိုတာကိုကျွန်တော်တို့ကုရ်အာန်ဘာသာပြန်ဖတ်ရင်သိသွားမယ်ဟုတ်တယ်နော်ဂျနာဇာနမတ်ကိုဘယ်သူပေးမှလဲတဲ့အာလင်မရှိဂျနာဇာနမတ်ကိုအာလင်ဖတ်မှမဟုတ်ကြိုက်တဲ့လူဖတ်လို့ရတယ်တကြီးလည်းဖတ်လို့ရတယ်နော်ဖတ်တဲ့နီးတွေကိုတင်ပေးယူလောက်ထားရပြီကျွန်တော်တို့တက်တင်ပေးတင်ယူလုပ်ဖို့အတွက်ခုနပြောတဲ့အာလင်တွေဆရာသမားတွေဒါလိုအပ်တယ်သူတို့နဲ့ရင်မောင်တန်းဖို့မဟုတ်သူတို့တင်ပေးတာတွေကျွန်တော်တို့လူပြီးဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော်တို့လက်တွေ့ဘဝမှာလိုက်မှအသုံးချလို့ရကျွန်တော်တို့ကလေးတွေကိုစာတင်ပေးဖို့အတွက်အာလင်တွေလည်းလိုအပ်တယ်နော်ကောင်းပြီဒါကကျွန်တော်ဒါပြောချင်တာလူရင်းတစ်ချက်တည်းပြောရမယ်ဆိုရင်ရင်မောင်တန်းလို့မရဘူးသို့တော့အဲ့ဒီအာလင်အိုလမာလို့ပြောတဲ့ဆရာသခင်အကြီးအကဲတွေကကျွန်တော်တို့ရဲ့ဘဝ live တစ်ခုလုံးလွှမ်းခြုံပြီးသူတို့ဖြစ်စေခြင်းတဲ့အတိုင်း drive လုပ်လို့မရဘူးမောင်းနှင်လို့မရဘူးကျွန်တော်တို့ကုရ်အာန်ဘာသာပြန်နေဖတ်တာရင်ဒီကနေ့လူငယ်တွေအကုန်လမ်းပွင့်သွားပြီအဲ့ဒါကိုလမ်းမှားတယ်အာလင်တွေကိုစောရကတက်တယ်ဆိုပြီးတော့မကြေမနက်ဖြစ်နေတာတော့ဘာမှမတတ်နိုင်ဘူးလူတွေကုရ်အာန်ဘာသာပြန်မဖတ်လိုက်ရင်